အားလုံးပဲမင်္ဂလာပါတသားမီမီတို့ကြောင်းတက်ရတော့မယ်နော်တသားမီတို့ကြောင်းတက်ရမယ်အဲ့အတွက်ကိုခုနေ့ရဆိုလို့ရှိရင်ဟင်းလေးတွေကိုစီပြန်လေးလည်းချက်ပြရဲအချိုဝဲလေးလည်းချက်ပြရဲအချိုဟင်းလေးလည်းချက်ပြရဲဒီထဲမှာဒီနေ့ကကြတော့စသားလုံးကြော်အချိုနဲ့အာလူကြော်ပေါ့နော်အဲ့အလေးကိုထမင်းပြင်ဆင်ပြမယ်အသီးရွက်ကြော်လေးတွေကတော့ညနေပြန်လာမှပဲကျွေးလို့ရအောင်တခုခုစီစဉ်ထားပါနော်ထမင်းဘူးထဲမှာကျတော့အသီးရွက်ကြော်လေးထည့်တဲ့ခါကျရင်ချိုးကနွမ်းသွားတဲ့ခါရှိရဲတချို့ထမင်းဘူးလေးတွေအကန့်လေးတွေမပါတဲ့အတွက်ဟင်းတစ်မျိုးပဲထည့်လို့ရတဲ့အကန့်လေးရှိရဲအကြော်ကြတော့ထမင်းပေါ်မှာတင်ပေးလိုက်တာပေါ့နော်အဲ့ကြတော့ထမင်းကြီးကတချို့အရည်လေးအဲ့အကြော်လေးတွေမှာအရည်လေးတွေပါတဲ့အတွက်ထမင်းထဲမှာနူးဝိုင်းတသားမီလေးတွေအသိမကြိုက်တတ်ကြဘူးအခုကတသားမီလေးကိုဒီပောက်ကရိုက်ပြတာက9နှစ်ကနေ10နှစ်လောက်တွေ့ပဲတသားလေးတွေဖြစ်တယ်တသားမီမီလေးတွေဖြစ်တဲ့အတွက်အဓိကကတော့ကိုထည့်မဲ့ထမင်းမှာ protein ဓာတ်ပါမယ်ပေါ့နော်နောက်ပြီးတော့အသားဓာတ်တွေပါမယ်နောက်အသီးရွက်ဆိုလဲပေါ့နော်အဲ့လိုသူ့ရဲ့ဟိုစလေးအချိန်စလေးနဲ့ပေါ့နော်ကျန်းမာအောင်ကျွေးရမယ်မိုးရသည်ဆိုရင်ပါကျွေးရမယ်နွေရသည်ဆိုရင်ပါကျွေးရမယ်ဒါကကလေးတွေအတွက်အဓိကထမင်းဘူးလေးပေါ့နော်နောက်တစ်ခုတော့အားရက်တွေကြာလို့ရှိရင်မိသားစုတွေပါစားလဲနောက်တစ်ခုကချစ်ပပေကြီးအတွက်ကိုဘာတွေလုပ်ပေးကြလဲဆိုတဲ့ဟာကိုလဲမိမိတို့ကရေးပေးကြပါအောင်เนาะအဓိကတော့ဒီပောက်က comment လေးလိုချင်တာအဲ့အမှာမေမေတို့ ਨੇ ဟိုစကားလေးလေးပြောလို့ရအောင်ပေါ့เนาะဒီ season လေးကိုလိုက်တာဖြစ်ပါရဲ့မေမေတို့အားလုံးချစ်ပေးကြပါเนาะချစ်မေမေတို့လည်းချစ်ပေးကြပါကဲအဲ့တော့စပြီးတော့အသားလုံးလေးကိုစပြီးတော့ကြောကြမယ်เนาะဒါကြောင့်လို့စီစားထည့်ပါလို့ရှင်စီပူတာလို့ရှင်စသားလုံးလေးတွေမင်းတို့ဆင်းထားတဲ့စသားလုံးလေးတွေကိုထည့်ပါမယ်အဲ့တော့အရသာအကုန်နဲ့ထားတဲ့စသားမှုတွေပေါ့เนาะဒီထဲမှာစသားမှုပါမယ်ငရုတ်ကားမှုပါမယ်အကြားလေးလေးထည့်တယ်တိတ်ငပြရည်လေးပေါ့နော်ကြာညို့လေးတစ်စက်ထည့်ထားပါတယ်စီပူလာပြီးဆိုရင်စသားလေးလုံးပြီးတော့ထည့်ပါနော်ဒီလိုလေးဒီအဲ့ဒါရင်စသားလေးတွေကိုကြော်ထားပါပြီစသားလုံးကြော်ပေါ့နော်ဒီကဒီစသားလုံးကြော်ဖြစ်ဖို့ဆိုမှအနှစ်ထက်မှလေစက်ဥလေးတစ်လုံးမှာခောက်ပြီးထည့်ပြီးတော့ဒီတော့ကတော့မထည့်ဒီတိုင်းလေးတိုင်းလေးရှင်းနေကြော်လိုက်တယ်နော်နေရတာနဲ့ပြည်ဆောင်တဲ့စသားလုံးကြော်လေးတွေရပါပြီရှင်စားချင်စရာလေးနော်တသားမိမိတွေကလည်းအဲ့လိုစသားလုံးကြော်ချိုလေးတွေထည့်ပေးရဆိုလို့ရှိရင်ထမင်းစားကြပါလေကြော်ဖို့အတွက်တော့အာလူကိုဒီလိုချောင်းချောင်းလေးတွေထားပါရဲ့ဒါမှကလေးလေးတွေကကြိုက်ကြတယ်နော်တသားမိမိတွေကကြိုက်တယ်ဒီထဲမှာတကြားလေးရယ်စားရယ်အရသာမဟုတ်ပေါ့နော်စသားမုံလေးထည့်ထားပါရဲ့ဒီလေးပူလာပြီဆိုလို့ရှိရင်စက်တင်ကြီးထည့်ပါမယ်ဟုတ်ပါမယ်။အဲဒီကဆက်လာတဲ့ခါလေးရတာမျိုးကိုဒီတိုင်းလာနေတယ်။ဒီစိတ်လေးတွေတော့တော့နေလို့ဒီကိန်းတော့လည်းနော်ဒီမျိုးလေးတွေတော့အဲ့တော့ဒီမှာအမြဲတမ်းတပူတပူလေးဒီလေးတွေအများကြီးကြိုပြီးတော့ဆောင်းထားပြီးပါမယ်။တိုင်းနဲ့ကြရင်လည်းနည်းနည်းဖြစ်တာပဲ။မိတို့အိမ်မှာမိတို့တတတမီလေးရတယ်လို့တိုင်းနဲ့ကြရင်လည်းကြိုက်တယ်။တချို့ကျတော့စနေဝါရောင်လေးကြိုက်တယ်နော်။ဟိုကြိုက်တယ်လို့ကြော်လို့ရပါတယ်။ပတ်သက်အိမ်မှာတော့ဒီလိုမျိုးလေးကြိုက်တာပေါ့နော်။တိုင်းနဲ့ကြရင်အချိုလေးနဲ့ကလေးရအချိုကြိုက်တဲ့အတွက်အချိုလေးတော့ကြော်ပါတယ်။အာလူကြော်ထားပါရင်ရှင်အမေလေးရိုက်နေတော့ဒီလိုလေးလေးအာလူကြော်ပါပြီ။အာလူကြော်လေးကလည်းအချိုလေးပဲကြော်ထားပါရဲ့။အမေရတာလေးနဲ့ပြည့်စုံမအောင်စားရဲ့အကြမ်းရဲ့စသားမုံလေးရဲ့တိတ်ကြမျိုးလေးအနည်းငယ်ထည့်ထားပါလိမ့်ရှင်အခုဆိုလို့ရှိရင်စသားလုံးကြော်အချိုလေးရဲ့အာလူကြော်အချိုလေးရဲ့ကြောင်ထမင်းမှုထည့်လို့ရပါပြီရှင်ထမင်းလေးလည်းချက်ပြီးသားပြီဆိုတော့ဒီကြောင်ထမင်းမှုထည့်ဖို့ပြင်ဆင်ကြတော့မယ်နော်မိမိတို့ရေဒါသီးရွက်စုံလေးကိုဆော့စစ်ကလေးနဲ့ကြော်ထားတာပေါ့နော်။တသားမိမိတို့စားကြအောင်ဆိုပြီးတော့ဆော့စစ်ကလေးထည့်တာတော့အဓိကတော့အသီးရွက်လေးကိုကျွေးကြတာပေါ့နော်။အသီးရွက်လေးကိုကျွေးလိုက်တဲ့တသားမိတို့အသားရည်လေးတွေစူပြေနဲ့ဝင်းဝင်းဝါလေးတွေဖြစ်မယ်တခြားပေါ့နော်။သူတို့ကြိုက်တတ်တဲ့ကစုံရွက်လေးလည်းထည့်ပေးမယ်။နောက်ပြီးတော့ပန်းကော်ပီလေးလည်းထည့်ပေးမယ်။အဲ့လိုလေးထည့်ပေးပါနော်မိမိတို့ရေဒါအာဟာရပြည့်ဝတဲ့အကြော်လေးတစ်ခွက်ဖြစ်ပါရဲ့။